ခွဲပန်ဖြစ်ပွားပြီးနောက်ဆက်ကြောက်လာကြီးကတိတ်ဆိတ်ပြီးအေးဆက်တဲ့အမှောင်တို့တွေကိုတဖြည်းဖြည်းနေပြီးချဲ့ထွင်လာခဲ့ပါတယ်။အလင်းမရှိသေးတဲ့အချိန်ကြီးအရာအားလုံးဟာဘာမှမဖြစ်သေးသလိုထင်ရတဲ့အချိန်ပါ။ဒါပေမဲ့ဒီအမှောင်ထဲမှာတော့အနာဂတ်ကိုဖန်တီးမဲ့အပိုင်းအစလေးများဟာတိတ်တက်စိတ်စူးစီးလို့နေကြပြီဖြစ်ပါတယ်။အောင်မပြီးအေးဆက်တဲ့ဆက်ကြောက်လာရဲ့တနေရာမှာတော့ဆီလီကိတ်ကာဗွန်မက်တယ်ညူမုန်တွေရေခဲမုန်တွေနဲ့အတိကအဖြစ်ဟိုက်ဒရိုဂျင်84%နဲ့ဟီလီယမ်24%ပေါင်းစည်းနေတဲ့ဓာတ်ခွေတွေပါဝင်တဲ့အလွန်ကြီးမားတဲ့ solar nebula လို့ခေါ်တဲ့တိမ်ထကြီးတစ်ခုကတော့ရှိနေခဲ့ပါတယ်။ဒီနေရာဟာနောက်ပိုင်းမှာကျွန်တော်တို့ရဲ့နေဖွဲ့စည်း solar system ကိုဖော်လာမယ့်နေရာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တန်းပေါင်း 4.6 ဘီလီယံလောက်ကဒီ nebula ထဲမှာတိတ်ဆိတ်မှုအေးဆက်မှုကလွယ်ပြီးတခြားဘာမှမရှိသေးပါဘူး။ဒါပေမဲ့ဒီအချိန်တွေဟာထာဝရတော့မဟုတ်ပါဘူး။တိမ်ထကြီးရဲ့အနီးနားမှာ supernova လို့ခေါ်တဲ့ကြယ်ကြီးတစ်စင်းဟာပေါက်ကွဲခဲ့ပါတယ်။အဲ့ဒီပေါက်ကွဲမှုကထွက်လာတဲ့အင်အားကြီးလှိုင်းကြီးရက်တွေဟာ solar nebula ကိုထိမှန်ခဲ့ပြီးတော့ဆွဲငင်အား gravity စတင်ပြီးတော့အလုံးလုံးလာပါတော့တယ်။အဲ့ဒီဆွဲငင်အားကြောင့်ဓာတ်ငွေတွေမြူမှုတွေကအလဲဘဟုတစ်ဖြည်းဖြည်းစူးစီးလာကြပါတယ်။အချိန်ကြာလာတဲ့အခါတိမ်ထကြီးရဲ့အလဲဘဟုမှာဖိအားတွေအလွန်များပြားလာပြီးတော့အပူချိန်က15 မီလီယံဒီဂရီဆယ်စီယပ်အထိမြင့်တက်လာခဲ့ပါတယ်။ဒီလိုနဲ့တိမ်ထကြီးဟာလှည့်ပတ်နေတဲ့ပကံပြားဝိုင်းပုံစံအဖြစ်သို့ပြောင်းလဲသွားပါတယ်။အလဲဘုံမှာရှိတဲ့ဓာတ်ထုတွေဟာလည်းအပူချိန်နဲ့ဖိအားအလွန်မြင့်တက်လာတဲ့အခါမှာတော့ nuclear fusion စတင်ဖြစ်ပေါ်လာပါတော့တယ်။ nuclear fusion ဆိုတာအောက်ဆီဂျင်ရဲ့ atom တွေထက်သေးငယ်တဲ့အမှုန်လေးတွေတစ်ခုနဲ့တစ်ခုအလွန်ပြင်းထန်တဲ့အရှိန်ဖိအားတွေနဲ့ရိုက်မိပြီးပေါင်းစည်းသွားပြီးတော့ပိုပြီးလေးလံတဲ့ dressing အသစ်တစ်ခုကိုပြောင်းလဲသွားတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။စကြဝဠာထဲမှာအပေါ်များဆုံးဖြစ်တဲ့ hydrogen atom လေးတွေဟာ fusion အတွက်တော့အဓိကလိုအပ်တဲ့လောက်ကပါ။သူတို့မှာအပေါင်းလက္ခဏာဆောင်တဲ့ proton တစ်ခုတည်းရှိကြပါတယ်။တာမန်အချိန်ဒီမှာဆိုရင်တော့အပေါင်းချင်းတူတဲ့ proton တွေဟာတန်လိုက်တစ်ခုလိုပဲတစ်ခုနဲ့တစ်ခုတွန်းကန်နေကြတာပါ။ဒါပေမဲ့ကျယ်တပွင့်ရဲ့အပေါ်ဟိုမှာရှိတဲ့15 မီလီယံဒီဂရီဆယ်စီယပ်အပူချိန်နဲ့မတရားများပြားတဲ့ဖိအားတွေကြောင့်ဒီတွန်းကန်မှုတွေကိုကျော်လွှားပြီး atom တွေကတစ်ခုနဲ့တစ်ခုပူးကပ်သွားကြပါတော့တယ်။ hydrogen atom ၄ခုပေါင်းဆက်သွားတဲ့အခါပိုပြီးလေးလံတဲ့ helium atom တစ်ခုဖြစ်လာပါတယ်။ဒီနေရာမှာထူးခြားတာက helium အသစ်ရဲ့အလေးချိန်ဟာမူလ hydrogen ၄ခုရဲ့စုစုပေါင်းအလေးချိန်ထက်အနည်းငယ်လျော့လင်းနေပါတယ်။ helium atom တစ်ခုဖြစ်လာဖို့ hydrogen atom နှစ်ခုပဲလိုအပ်တယ်လို့သင်အနေနဲ့မထင်ဘူးလား။ကိုမမဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။အဲ့ဒီပျောက်ဆုံးသွားတဲ့အလေးချိန် mass ဟာ Einstein ရဲ့နာမည်ကြီးအများချင်းဖြစ်တဲ့ E = mc² အတိုင်း sin အဖြစ်ပြောင်းလဲသွားပြီးတော့အလင်းနဲ့အပူအဖြစ်ကျယ်ရီအပြင်ဘက်ကိုတွန်းကန်ထုတ်လိုက်တာဖြစ်ပါတယ်။ဒါဟာနေနဲ့ကျယ်ရီရဲ့အလင်းနဲ့အပူကိုထုတ်ပေးနေတဲ့အရင်းအမြစ်ပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်ပဲ solar system ရဲ့အလဲဘဟုဖြစ်တဲ့အလွန်ပူလောင်နေတဲ့နေဆိုတာမွေးဖွားလာခဲ့ပါတယ်။နေဟာအဆိုင်ခဲအလွန်မရှိတဲ့ plasma တွေနဲ့သာဖွဲ့စည်းထားတဲ့ဓာတ်ငွေလုံးကြီးတစ်လုံးဖြစ်ပါတယ်။နေကိုအဓိကအားဖြင့်အလွန်6လွန်နဲ့ဖွဲ့စည်းထားပါတယ်။အလဲဥတိုင်းဖြစ်တဲ့ခိုးအလွန်မှာတော့hydrogen atom တွေက helium အဖြစ်ပေါင်းစည်းပြီးတော့အလွန်စွမ်းအင်ကြီးမားတဲ့ nuclear fusion ဖြစ်စဉ်ဇက်တိုက်ဖြစ်ပေါ်နေပါတယ်။ဒီနေရာရဲ့အပူချိန်ဟာ15 မီလီယံဒီဂရီဆယ်စီယပ်လောက်ထိရှိပါတယ်။ကာဗွန်၊နိုက်ထရိုဂျင်၊အောက်ဆီဂျင်နဲ့အိုင်ယွန်းတို့ကဒီ nuclear fusion ဖြစ်စဉ်ကိုကတ်တလစ်အဖြစ်နဲ့ကူညီပံ့ပိုးပေးနေကြပါတယ်။ခိုးမှာထွက်လာတဲ့စွမ်းအင်တွေဟာဖိုတိုအမှုန်များအဖြစ် radioactive ဇုံကိုရောက်ရှိလာပါတယ်။ဒီလွှာထဲမှာ ionized gas တွေနဲ့ပြည့်နေနေတဲ့အတွက်ကြောင့်မလို့ဖိုတွန်တွေဟာအပြင်ဘက်အလှော်ကိုရောက်ရှိဖို့အတွက်လမ်းကြောင်းများစွာပြောင်းလဲရပါတော့အဲ့ဒါကြောင့်မို့လို့ပဲနောက်တစ်လွှာကိုရောက်ရှိဖို့အတွက်ကကြောင့်အချိန်များစွာကြန့်ကြာနေရပါတယ်ဒီဖြစ်စဉ်ကြောင့်ပဲနေဟာတည်ငြိမ်နေပြီးတော့နှစ်တန်းပေါင်းများစွာမပြိုကွဲပဲရှိနေနိုင်တာလည်းဖြစ်ပါတယ်အဲ့ဒီနောက်ဆိုင်းတွေဟာ convertation ကိုရောက်ရှိလာပါတယ်ဒီနေရာမှာတော့ပူလောင်တဲ့ plasma တွေကအပေါ်ကိုတက်လာပြီးတော့အပူချိန်ကျပြီးအေးလာတဲ့ plasma တွေကအောက်သို့ပြန်ဆင်းသွားပါတယ်ဒီလိုနဲ့စွမ်းအင်ယိုလျားမှုစက်ဝန်းတစ်ခုအဆက်မပြတ်ဖြစ်ပေါ်နေစေခဲ့ပါတယ်အဲ့ဒီအလွှာရဲ့အပြင်ဘက်မှာတော့ကျွန်တော်တို့မြင်နိုင်တဲ့ photosphere အလွှာရှိပါတယ်အပူချိန်က9500ဒီဂရီဆယ်စီယပ်ခန့်သာနောက်တစ်လွှာဖြစ်တဲ့ chromosphere ကတော့အနီရောင်တောက်ပနေပြီးတော့အပူချိန်က4000ဒီဂရီဆယ်စီယပ်ကနေ2000ဒီဂရီဆယ်စီယပ်အထိရှိပါတယ်အပြင်ဆုံးမှာတော့အလွန်ကြီးမားပြီးတောက်ပနေတဲ့ corona အလွှာရှိပြီးတော့အပူချိန်က1တန်းကနေ3တန်းဒီဂရီဆယ်စီယပ်ထိရှိပါတယ်။ကျယ်တဝက်ဟာပေါက်ကွဲထွက်သွားတာနဲ့ဒါမှမဟုတ်ကိုယ့်ဘာသာကိုပြိုကျပျက်စီးသွားတာမျိုးမဖြစ်ပဲတည်ငြိမ်နေရတာဟာ
တန့်ကျင်ဘက်အားနှစ်ခုဟာမျှချီဖြစ်နေကြလို့ပါကျဲတပွင့်ရဲ့အတွင်းဘက်မှာတန့်ကျင်ဘက်အားနှစ်ခုဟာအမြဲတမ်းတိုက်ပွဲဝင်နေကြတာကျဲရဲ့အေယာမထူးတဲ့ကြီးကြောင်ဖြစ်ပေါ်လာတဲ့ဆွဲနေအားဟာကျဲကြီးကိုအတွင်းကိုအတင်းဖိသိပ်ပြီးကျုံဝင်တော့လှုပ်ဆောင်နေပါတယ်စောစောကပြောတဲ့မူကီယာဖျူရှင်ကြောင့်ကျဲရဲ့ဘဟုမှာအလွန်ပြင်းထန်တဲ့အပူချိန်နဲ့စွမ်းအင်တွေထွက်လာပါတယ်အဲ့ဒီအပူစွမ်းအင်တွေကအပြင်ဘက်ကိုကန်ထုတ်တဲ့တန်းငွေဖိအားကိုဖြစ်စေပါတယ်အကယ်၍ gravity ကသာအနိုင်ရရှိသွားရင်ကျဲဟာပုံမှန်ကျုံဝင်သွားပြီးကျွေလွင့်သွားပါလိမ့်ဒါမှမဟုတ်ဖျူရှင်ကထွက်တဲ့ဖိအားကသာပိုပြီးများသွားခဲ့လို့ရှိရင်ကျဲဟာဖောင်းကားလာပြီးတော့ကွဲထွက်သွားပါလိမ့်မယ်ကျဲတဲ့စင်းမှာနျူကလ িয়ার ဖျူရှင်လှုပ်ဆောင်မှုအတွက်အဓိကလိုအပ်တဲ့လောင်စာဖြစ်တဲ့ဟိုက်ဒရိုဂျင်တွေကုန်သွားတဲ့အခါမှာအပြင်ဘက်ကိုကန်ထုတ်မယ်အားမရှိတော့အဲ့ဒီအခါမှာ gravity ကအနိုင်ရရှိသွားပြီးတော့ကျဲရီဟာကိုယ့်ဘာသာကိုပြန်ဖိသိပ်ပြီးတော့ supernova အဖြစ်ပေါက်ကွဲတာဒါမှမဟုတ်လို့ရှိရင် black hole အဖြစ်ပြောင်းလဲသွားတာမျိုးဖြစ်လာပြီးတော့ကျဲရီဟာတိတ်ဆုံးသွားကြပါတယ်နေဖြစ်ပေါ်လာပြီးရဲ့နောက်မှာတော့နေရဲ့အပူချိန်ကြောင့်အနီးအနားကရေခဲတွေတန်းငွေတွေဟာပျောက်ဆုံးသွားပြီးတော့ပိုပြီးလေးလံတဲ့ဓာတ်စင်တွေလာကြာရှိခဲ့ပါတော့တယ်။ကြောက်တုံးရင်တက်တုအပိုင်းစားတွေဟာတစ်ခုနဲ့တစ်ခုတိုက်မိရတဖြည်းဖြည်းတွေ့ကက်လာကြပါတယ်။အဲ့ဒီဖြစ်စဉ်ကို accretion လို့ခေါ်ပါတယ်။ဒီလိုနဲ့ဂျုံငယ်လေးတွေဖြစ်လာပြီးတော့နောက်ဆုံးမှာတော့ကျွန်တော်တို့မြင်နေရတဲ့ဂျိုကြီးတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။နေရဲ့အနီးနားမှာတော့အပူချိန်ပြင်းထန်တဲ့အတွက် Mercury, Venus, Earth, Mars တို့လိုကြောက်တုံးတွေနဲ့ဖွဲ့စည်းထားတဲ့ဂျိုကြီးများဖြစ်ပေါ်လာခဲ့ပါတယ်။နေနဲ့ဝေးတဲ့နေရာတွေမှာတော့အေးဆက်မှုတွေပိုပြီးတော့များလာတဲ့အတွက်ရေခဲနဲ့တန်းငွေတွေစုစည်းပြီးတော့ Jupiter, Saturn, Uranus နဲ့ကျွန်တော်တို့လိုမျိုးတန်းငွေဂျိုကြီးတွေဖြစ်လာပါတယ်။ Solar System ရဲ့အလယ်ပေါ်မှာမြေတည်ရှိနေပြီးတော့ Solar System ကြီးတစ်ခုလုံးရဲ့အစုစုပေါင်း 99.86 ရာခိုင်နှုန်းကိုနေတစ်လုံးနဲ့ပိုင်ဆိုင်ထားရတယ်။နေဟာ Solar System တစ်ခုလုံးအတွက်အလင်းနဲ့အပူပိုပေးရဲ့စွမ်းရည်အရင်းမြစ်ကြီးဖြစ်ပါတယ်။နေသားမရှိခဲ့ရင်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာအနှုတ်283 ဒီဂရီဆယ်စီယပ်ထိအေးခဲသွားပြီးတော့တက်ရှိဆိုတာလည်းရှိလာတော့မဟုတ်ပါဘူး။ဒီကထွက်လာတဲ့ solar wind တွေက halosphere လို့ခေါ်တဲ့ကာကွယ်ရေးအဖုံးကြီးတစ်ခုအဖြစ်ဖန်တီးပြီးတော့ solar system ကြီးတစ်ခုလုံးကိုအန္တရာယ်ရှိစေနိုင်တဲ့ဓာတ်ရောင်ခြည်တွေကနေကာကွယ်ပေးထားပါရုံနဲ့ event ပေါက်ကွဲမှုကြီးပြီးတဲ့နောက်မှာပေါင်မိုက်နေခဲ့တဲ့စัจ java လာတွေကတိမ်တိုက်တစ်ခုကနေနေချိုးပြီးနောက်ဆုံးမှာတက်ရှိပြီးနေထိုင်နိုင်တဲ့ကျွန်တော်တို့ရဲ့ solar system ကြီးဟာမူဖွာလာခဲ့တာဖြစ်ပါတယ်။အရာအလုံးဟာအချိန်စွမ်းရည်နဲ့စွမ်းငင်အားတို့ရဲ့တိတိကျကျဟန်ချက်ညီမှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။နောက်အခန်းမှာတော့ solar system တွေကဂျိုတစ်လုံးချင်းစီရဲ့အကြောင်းကိုအသေးသေးလေ့လာကြပါမယ်။ကျေးဇူးပါ။ Green art.